ဆရာဝန်သည်မတ်တပ်ရက်နေစဉ်သမရဆက်တင်လာခဲ့သည့်ကောင်လေးကိုတေချာစွာစစ်ဆေးပေးနေခဲ့သည့်ဆဆချင်းတွင်ဆရာဝန်ကလိန်တန်ကူးဆက်ရောဂါပိုးဝင်ခြင်းဖြစ်နိုင်သည်ဟုထင်မှတ်ခဲ့တော်လဲကောင်လေးအိမ်သို့ရောက်သည့်နှင့်ပိုက်အောင်သည့်ဝေဒနာမှာမခံမရက်နိုင်အောင်ပြန်လည်ပြင်းထန်လာပြီးစီးထဲတွင်လည်းသွေးမြောက်များပါလာခဲ့သည်သူ့ကိုဆေးရုံကြီးတစ်ခုသို့အရေးပေါ်ပို့ဆောင်ခဲ့ရပြီးစက်ကင်ရန်ရိုက်ကြည့်လိုက်သည့်အခါထိတ်လန့်ဖွယ်ရာအမှန်တရားတစ်ခုထွက်ပေါ်လာခဲ့သည်မွေးရပါလိန်အင်္ဂါနှမျိုးပါရှိသည့်အဆိုပါကောင်လေးတွင်ပြည့်စုံသည့်အမျိုးသမီးမျိုးပွားအင်္ဂါစုံလဲပါဝင်နေခြင်းပင်ဖြစ်သည်အမျိုးသမီးအင်္ဂါများကိုမဖယ်ရှားဘဲမဆာလာကစ်လုပ်ထားခြင်းကအသက်အန္တရာယ်ရှိနိုင်ကြောင်းပေါမောက္ခကအကြံပြုခဲ့သည့်ကောင်လေးကသဘောတူမီမဟုတ်သည်ကိုစိုးရိမ်သဖြင့်မိဘများကဘေးကင်းလုံခြုံရေးကိုရှေ့ရှုကာတာဖြစ်သူ၏ကန့်ကွက်မှုကိုကြော်လွန်၍အကွယ်ဝက်ဖြင့်ခွဲစိတ်ခန်းထဲသို့တွင်းခဲ့ကြသည်ခွဲစိတ်မှုအပြီးတွင်သူသည်ကြားလိမ်အစင်မှအမျိုးသမီးဖြစ်သို့ပြောင်းလဲသွားခဲ့တော်လဲရင်းမှန်တရားကိုဘယ်တော့မှလက်မခံနိုင်ခဲ့ပေလပေါင်းများစွာကြာမြင့်ခဲ့သည့်တိုင်အဝတ်စားများစပင်ရှည်များနှင့်အမျိုးသမီးတွင်းခံများကိုအတင်းအကျပ်ဝတ်ဆင်ခိုင်းထားတော်လဲသူ၏လိန်တံကိုဖယ်ရှားပစ်ခဲ့ရခြင်းအားသူမကျေနပ်နိုင်သေးပေသူသည်ဂိမ်းများကိုဆက်လက်ကစားခဲ့ပြီးယောက်ျားလေးတစ်ယောက်အနေဖြင့်နှစ်သက်ခဲ့သမျှဝါသနာအားလုံးကိုဆက်လက်ဆုပ်ကိုင်ထားခဲ့သည်ခွဲစိတ်ပြီး6လအကြာတွင်ကျောင်းပရိဝုံအတွင်းသို့သူပြန်လည်ခြေချခဲ့သည်အတန်းဖော်တင်များနှင့်ပြည့်နှက်နေသောစာသင်ခန်းကိုရင်ဆိုင်ရသောအခါစိတ်ထဲတွင်လုံခြုံမှုမရှိဘဲအားငယ်စိတ်များပြင်းထန်စွာခံစားခဲ့ရသည့်စာသင်ခန်းထဲတွင်နေတိုင်းလိုလှပသည့်အတန်းကောင်းဆောင်ကောင်မလေးကိုငေးကြည့်နေမိတတ်သည့်ကောင်မလေးကရင်းကိုအနှဲငယ်ထူဆန်းသည်ဟုခံစားရတော်လဲအလေးနဲ့မတွေးခဲ့ပေထို့နောက်သူ၏ဓမ္မတာပြန်လည်လာခဲ့ပြန်သည်ဆူဆွနေသည့်ဘောင်းမီတိုကိုဆွဲကိုင်ရင်မတိစိတ်၏စေခိုင်းမှုကြောင့်ယောက်ျားလေးတန့်စင်ခန်းအတွင်းသို့ပြေးဝင်မိသွားခဲ့သည်အရှက်ရမှုနှင့်အတိစိတ်ဆိုးဝါးမှုတို့ကသူ့စီပိုင်းကိုစုပ်ဖြဲပစ်လိုက်သလိုခံစားလိုက်ရသည်အိမ်သို့ရောက်သောအခါမိဘများကိုဒေါသတကြီးပောက်ကွဲပစ်ခဲ့ပြီး